တွေကိုမှရွေးပြီးတော့ဝယ်စုတက်ကြတယ်မင်းလိုကောင်းမလေးတွေရှိရဆိုရင်တော့လုံးဝကြော်မသွားလိုက်နဲ့နော်မင်းရဲ့ငကက်ကိုသူများနဲ့မတူတဲ့ဒီဇိုင်းလေးလဲဝတ်ချင်တယ်စမ်းလဲစမ်းနေရမယ်ချစ်စရာကောင်းတာလေးတွေလဲလိုချင်နေဆိုရင်တော့ကိုမပြပေးရဲ့ငကက်လေးတွေလောက်တက်ချေကြိုက်လုံးတာမရှိတော့ဘူးနော်နောက်တစ်ခုကကိုလာစာနဲ့အကြိုက်ဝဲစုထားလို့ရတဲ့ငကက်လေးတွေလို့ပြောရင်လည်းမမားဘူးပေါ့ပထမဆုံးဒီဇိုင်းလေးဆိုရင်ပန်းကော်ပီထုတ်လို့ရက်တောင်လေးလို့သူ့ရဲ့ဒီဇိုင်းလေးကအထဲကဆက်ဖြက်လေးကလည်းလက်ပြီးတော့တသေးလေးနဲ့တော်တော်ကိုချစ်စရာကောင်းတာနောက်တစ်ခုကတော့ရေတူမအမီပိုင်းဒီဇိုင်းလေးဒါလေးဆိုရင်လေနားလေးမှာတသေးလေးပဲမဲ့သူ့ရဲ့ဆက်ဖြက်လေးကလက်ပြီးတော့ကိုလှချက်ကတော့နောက်တစ်ခုဆိုရင်လုံးဝကိုမိန်းကလေးဆန်လုံးနဲ့ဖဲပြားပုံစံဒီဇိုင်းလေးသူကကြတော့မိန်းကလေးဆက်ဆန်နေတတ်တဲ့ကောင်မလေးတွေဆိုရင်တော့ဒီဒီဇိုင်းလေးကယူကိုယူတဲ့ထဲမှာပါတယ်နော်နောက်ဆုံးတစ်ခုပန်းဝင်ဒီဇိုင်းလေးဆိုရင်တော့သူကအပွင့်အဖက်ကလေးဖက်ဒီဇိုင်းလေးဆိုတော့မိန်းကလေးအရန်မဆက်နေတဲ့ကောင်မလေးဆိုရင်တော့လုံးဝကွက်တီပဲနော်ငကက်လေးတွေကသေးလို့ဆိုပြီးတော့မပေါ်မှာတော့မပူလိုက်နဲ့နော်တဲလေးတို့နားလာလေးမှာပန်လိုက်တာနဲ့ကိုသူ့ရဲ့ဆက်ဖြတ်နဲ့တွေတော်တော်ကိုလက်ပြီးတော့လှတာသူကကြတော့ယုံသွားယုံတက်ပေါ့ပါနဲ့နားလာလေးမှာရှင်းရှင်းတက်တက်လေးဝတ်ချင်ပါတယ်ဆိုရင်တော့ဒါလေးတွေကရှိကိုရှိတယ်နော်ဂရန်တင်ကလည်းတဂရန်လုံးဝမကြော်တဲ့အပြင်အကျန်းခံမိုးတက်ကလည်းစိတ်ချလို့ရတဲ့ဒီဇိုင်းလေးတွေအသေးသေးတင်တာလေးရှိရင်တော့မင်းတို့ရဲ့ TikTok comment လေးမှာပဲဖြစ်ဖြစ် TikTok ချက်ပေါက်ကနေပဲဖြစ်ဖြစ်လာရောက်မေးမြန်းစုံစမ်းလို့ရပါတယ်ရှင့်ချစ်ရှိပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ